ရုပ်ပြဆင်းရဲကြီးကြည့်ပါမှန်တကယ်ဒါမျိုးဟာဟိုလက်ဖွဲ့ထဲမှာထည့်ပေးလိုက်တာပြဿနာမရှိဘူးပြသူတို့နှစ်ယောက်လည်းဖောက်ကြည့်တဲ့အချိန်မှာဒါမျိုးတွေ့သွားတော့ပြဿနာမရှိဘူးခုလိုမြင်ကွင်းမှာတို့သားတွေကပြဿနာမရှိပေမဲ့တို့သမီးရဲ့မိဘညီကိုမောင်နှမတွေရှေ့မှာဒီလိုကြီးလောက်တာတော့နည်းနည်းလေးတော့ဟိုဘက်မှာမျက်နှာပူစရာတွေဖြစ်မယ်စတာနောက်တာဖြစ်ပြီးမဲ့လေငါပြောတော့လက်ဖွဲ့ထည့်ပေးလိုက်တာအကောင်းဆုံးလို့ထင်ပါတယ်ဘုံညိုကြော်ညာပြီးတော့ဒုက္ခပေးလိုက်တာကဲကြီးစမ်းမအောင်ညာသူရှိဆွေရုံငွေဆွေရုံတားတယ်လို့ကြားဦးတယ်ဟိုမှာဒုကြီးတားပြီးတော့တောင်းနေတာဘုံညိုကြော်ညာအောင်အောင်ချက်ကတော့ဟမ်မင်္ဂလာဆောင်တွေမှာဒါကြီးပဲလက်ဖွဲ့နေတော့တာပဲ